အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမရဲ့သားနဲ့သမီးနဲ့ကဖပဖြစ်တဲ့ဟာ dinosaur juice ကိုလုပ်ပြမယ် vlog လေးပဲဖြစ်ပါတယ်ရှင်ပါဝင်ပစ္စည်းတွေကတော့မုံလာဥနီ strawberry ငပြောသီးနက်နက်သီးမမွန်သီး cherry နဲ့ဖရဲသီးတို့ပဲဖြစ်ပါတယ်ရှင်သူတို့အရန်ပြုံနေကြတယ်သူတို့လုပ်မယ်ဆိုတော့အကြီးကျမကလုပ်ပေးရမလားသူတို့ပြောတဲ့ဟာမလုပ်ပေးနေရတယ်သူတို့ကိုယ်တိုင်ပဲလုပ်မယ်ပုံမှန်အားဖြင့်ဆိုသူတို့က smoothie တို့ဘာလို့မသိကြိုက်လေကြိုက်တာမရှိဘူး We're gonna make some dinosaur juice. Today we can make a dinosaur juice. Okay. Stop that. သူတို့ကလေအသီးဖြော်ရည်ကြိုက်လေကြိုက်တာမရှိတဲ့အတွက်ကျမမလုပ်ခင်မှာကျမတေချာမေးတယ်တကယ်တောက်မှာလားတောက်မယ်ဆိုမှလုပ်ပေးမယ်နော်ဘာဖြစ်လို့လဲဆိုတဲ့အတွက်အသီးတွေကရမ်းများတယ်လေသူတို့မတောက်လို့ရှင်တောက်မဲ့လူမရှိတော့လွတ်ပြရနှမျောစရာကြီးဆိုတော့Okay တဲ့သူတို့တောက်မှာ dinosaur juice ကိုသူတို့အရင်ကြိုက်တယ်တဲ့အဲ့ဒါနဲ့သူတို့စပြီးတော့ထည့်ကြပါပြီရှင်ဒီနေရာမှာလေကလေးတွေကိုအစကတည်းကကျွန်မလက်နှစ်ဖက်စလုံးဆေးပေးထားပါတယ်နော်နှစ်ယောက်စလုံးကလေးတစ်ပါးဝါရလက်ကိုအင်ကြီးနဲ့ပြန်တုပ်ထားတော့နားလည်ပြီးစေချင်ပါတယ်ရှင်ဒီနေရာမှာလေသူတို့ carrot ကိုလည်းအပိုင်းပိုင်းလှီးပေးမယ်မပြောသီးကိုလည်းအပိုင်းပိုင်းလှီးပေးမယ်ဖရဲသီးကိုလည်းလှီးပေးမယ်လို့ပြောတဲ့ဟာလုံးဝလက်မခံဘူးdinosaur juice ကအဲ့လိုမဟုတ်ဘူးတဲ့အဲ့လိုမျိုးထည့်ရတာဆိုပြီးတော့မောင်နှမနှစ်ယောက်စလုံးညင်းပြီးတော့သူတို့ပါသူတို့ထည့်နေကြတဲ့တော့ကျွန်မအဲ့ tray အသေးလေးထဲမှာပဲသူတို့အကုန်ထည့်ပေးထားတာလက်သီးကတော့အဆင်ပြေတယ်စိတ်ပြီးသားဖြစ်တဲ့အတွက်လေ cherry သီးတို့လည်းအစိထုတ်ပေးမယ်ဆိုတာလုံးဝလက်မခံဘူးဘာဖြစ်တယ်မှာ cherry သီးတို့အစိမထုတ်ဒီတိုင်းထည့်ရတယ် okay ဆိုပြီးတော့သူတို့စိတ်တိုင်းကြပဲဒါလောက်ခိုင်းထားတဲ့ juice လေးပေါ့နော်တခါတလေတော့လေကလေးတွေကိုသူတို့လှုပ်ချင်တာလေးကိုလှုပ်ခွင့်ပေးတာလေသူတို့အတွက်ပျော်ရွှင်မှုလေးတစ်ခုပေါ့နော်ဒါဆိုလို့ရှိရင်တို့လေမနဲ့ထဲကကျွန်မအသီးတွေတောက်ဝဲကြတဲ့တို့ရမ်းပြုံနေတာအဲ့ဒါကိုကျွန်မဗီဒီယိုရိုက်ဖို့မိသွားလို့ဈေးသွားတဲ့တလန်းလုံးလည်းလေပျော်ခုန်ပေါက်နေရပဲ dinosaur juice လုပ်မယ် dinosaur juice လုပ်မယ်ဆိုပြီးတော့ဒီ juice လေးကလေမမွန်တီအနံမွေးလေးတော့ထွက်နေပါသေးလားဘာဖြစ်လို့လဲဆိုတော့မမွန်တီကနည်းနည်းလေးဟိုမှဲ့တဲ့ဘက်ကိုရောက်နေတော့လေအနံအရန်မွေးတာပဲဒါကတော့သူတို့မောင်နှမနှစ်ယောက်ရမ်းချစ်နေကြတာကြည့်ကျမကခဏနေအောင်လို့ပြောတဲ့အချိန်မှာကြည့်သူ့ကိုရမ်းနေပျော်လုံးပြီးရမ်းနေချစ်နေကြတာကျမပြဿနာစပြီ dinosaur juice ကလည်းပန်းအောင်မဟုတ်ဘူးဆိုကျမအဲ့ဒီကနေစပြီကျမပြဿနာရှာပြီသူ့ရဲ့ပျော်နေတဲ့မျက်နှာတွေကနေပြတ်သွားပြီအရင်ဘာလို့လဲဆိုတော့ dinosaur juice ကပန်းအောင်မဟုတ်ဘူးဆိုတာနဲ့ပတ်သက်ပြီးတော့ပြဿနာစရှာပါပြီရှင် dinosaur juice ကအစိမ်းရောင်ဒါပေမဲ့ကျမကသူတို့ပြတဲ့ဖဖြစ်တဲ့နေရာလေးကိုပဲကြည့်လိုက်တာပေါ့နော်သူများတခါလေအကုန်လုံးလှုပ်ထားတဲ့ဟာကိုကျမဒီဗီဒီယိုရိုက်ပြီးမှပြန်ကြည့်တဲ့အခါမှာသူတို့က green powder တစ်ခုခုထည့်တယ်အဲ့ဒါမှသူတို့ကအစိမ်းရောင်ဖြစ်မှာပေါ့နော်ကျမမသိဘူးလေဒီထဲကကာတွန်းကနေတစ်ခုပြီးတစ်ခုထည့်တယ်အစိမ်းရောင်ဖြစ်သွားတယ်ဆိုတော့အော်အေးသူတို့ဝယ်ခိုင်းတာပဲဝယ်ပြီးတော့ပေါ့နော်ဖြစ်မှာပဲလေဆိုပြီးတော့ကျမလုံးဝမတွေးလိုက်မိဘူးအရာကိစ္စအောင်ပေါ့နော် juice တော့ရပြီသူတို့တောက်မလားမတောက်ဘူးလားဆိုတာလေးကိုကြည့်လိုက်ကြပါအောင်ရှင်ဟိုဖြစ်သူကတော့အာနာပါနာနဲ့ပါဇက်ကလေးနဲ့ထိလိုက်တယ်လုံးဝညီမကတော့လုံးဝထိကိုမထိဘူးနော်ဒါ dinosaur juice မဟုတ်ဘူးပြီးတော့သူမကြိုက်တဲ့အကြောင်းလေးပဲပြောတယ်လုံးဝသူကမတောက်ဘူးဆိုတာကြီးပဲကျမအဲ့အကြောင်းမို့အစိုးရတည်တဲ့အတွက်ဖရဲသီးကိုကျမကြိုလှီးပေးထားတာသူတို့တခုခုပြဿနာဖြစ်ခဲ့သည်ရှိတော့ရောဒီမှာဖရဲသီးဆိုပြီးပေးလို့ရအောင်Dinosaur juice. Try it. Dinosaur juice. Dinosaur juice မရပါမယ်သူတို့လေဖရဲသီးကအစင်သစ်လှီးပေးထားတဲ့အတွက်ဖရဲသီးဘက်ကိုအာရုံရောက်ပြီးတော့သူတို့အဲ့ဒီစိတ်ကခဏလေးနဲ့ပြန်ပြောက်သွားတယ်ပေါ့နော်ကလေးတဘာဝရပဲဖြစ်ဖြစ်ကျမရဲ့ vlog လေးကိုအဆုံးထိကြည့်ရှုပေးတယ်အရောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်ကျမတို့သားမီးတွေဖရဲသီးဆိုင်နေပဲမဖြစ်လိုက်တဲ့ dinosaur juice vlog လေးကိုဒီနေရာမှာပဲဆုံးသက်လိုက်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါမယ်ရှင်